Hello မင်္ဂလာပါခေပါဒီနေ့ကတော့ EU အကြောင်းလည်းမဟုတ်ဘူး US အကြောင်းလည်းမဟုတ်ပါဘူး General Knowledge လို့ပြောပြရစီเนาะအဲ့ဒါကဘာလဲဆိုလို့ရှိရင် Thailand မှာကျောင်းသားတွေရှိတယ်အဲ့ဒီသူတွေကကျမတို့ US ကိုသွားမယ်ဆိုပြီးကနေပြီးတော့ပေါ့နော်အကြောင်းမျိုးကြောင့်မသွားလိုက်ရတဲ့ကလေးတွေက Thailand မှာတောင်းတနေကြတယ်အဲ့တော့ Thailand မှာရှိနေတဲ့ကလေးတွေကျမတို့ကလေးတွေရောနောက်ပြီးတော့ကြတော့အကြောင်းမျိုးကြောင့်ဗိုက်ရိုက်ထားတဲ့ကလေးတွေကိုအတွေ့ရရပါတယ်အဲ့တော့ကိုသားသမီးတွေက Thailand မှာရှိနေတယ်နောက်ထပ် pass ကလည်းကုန်နေပြီဘာ pass ကိုရရမလဲဘာ pass ကိုပြန်ပြောင်းရမလဲဆိုတဲ့သူတွေအတွက်လည်းယူရပါမယ်ရှင်သူသဖြင့်တော့ဒီဘဲရိုက်ထားတဲ့တတိယ country ကိုသွားချင်တယ်သွားလို့ရမလားဆိုတဲ့မိခွန်းတွေကို TikTok မှာအများဆုံးမေးခဲ့ရပါတယ်ဆိုတော့ကျမတို့ဒီအကြောင်းအရာလေးကိုကျမပြန်ပြီးဝေမျှပေးချင်ပါတယ်ရှင်ဟုတ်ပြီဘဲရိုက်ထားတဲ့သူတွေကဒီတခြားနိုင်ငံကိုသွားလို့ရလားတတိယနိုင်ငံကိုသွားလို့ရလားဆိုရင်တော့ရပါတယ်ဒါပေမဲ့ရတယ်ဆိုပေမဲ့ဘယ်လိုနည်းနဲ့သွားကြမလဲဆိုတာကိုတော့ရှင်းပြမယ်เนาะဘယ်လိုနည်းနဲ့သွားလို့ရတယ်လဲဆိုတော့ရှင်းပြပါမယ်ဘဲရိုက်ထားတဲ့သူတွေအတွက်ကeducation visa နဲ့သွားဖို့မလွယ်ဘူး visit visa နဲ့သွားဖို့မလွယ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်ဘဲရိုက်ထားတဲ့ပေါ့နော်ဒီပန်းရောင်ကက်ရဲ့ nature ကဘာလဲဆိုတော့ blue collar job လို့ခေါ်တယ် general workers တွေပေါ့နော် labor တွေဖြစ်တယ်ပေါ့ production worker တွေ manufacturing worker တွေအတွက်ဖြစ်ပါတယ်။ဆိုတော့သူရဲ့အခြေခံပေါ့နော် gross salary က basic salary ပေါ့နော် basic salary က12,000လောက်ကနေစတယ်ဒီထက်တော့ပုံမြင့်သွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလူတွေကအလဲအသက်သွားနိုင်လောက်တဲ့အထိပတ်စံမလုံလောက်ဘူးလို့ယူဆပြီးတော့ visa officer ကမပေးတတ်ပါဘူးအဲ့တော့ကျောင်းသား visa နဲ့သွားမယ်ဟေးဆိုရင်လေကျောင်းသား visa နဲ့သွားမယ်ဆိုရင်ဒီလိုမျိုးလောက်လုပ်နေပြီဆိုကြတဲ့ကသူတို့ကဒီအခြေခံလစာ12,000ထက်ထက်လောက်ကြပြီဆိုကြတဲ့ကဒီတစ်ဖက်နိုင်ငံမှာရှိတဲ့ဥပမာ EU နိုင်ငံမှာနေ EU လိုနိုင်ငံမျိုးတွေပေါ့နော်နိုင်ငံတွေမှာအနည်းဆုံး9,000เนาะ9,000တစ်နှစ်ဆိုရင်ပေါ့နော်မှာ scholarship ရရင်တော့မှာပဲတစ်နှစ်ကို9,000 12,000 1000ချားမှာအကုန်ကြားစိတ်ကိုဘယ်လိုမျိုးရှာပေးနိုင်မလဲဆိုတာဒီနဲ့ပတ်သက်ပြီးတော့သူတို့ကတန်တရားရည်နဲ့မပေးနိုင်ပါဘူးအဲ့တော့ကျောင်းသား visa နဲ့ရရင်တော့မှာပဲ chances ကအရင်နေပါတယ် visit visa နဲ့ကတော့လုံးဝနီးပါးလောက်မရနိုင်ပါဘူးရှင်အဲ့တော့ blue collar job တွေပေါ့နော်ဗိုက်ရိုက်ထားတဲ့ကလေးတွေကဘယ်လိုသွားလို့ရတယ်လဲဆိုရင် blue collar job to blue collar job ကိုပြောင်းလို့ရပါတယ်သွားလို့ရပါတယ်ဥပမာဂျပန်နိုင်ငံမှာရှိတဲ့ကားကံမဏီကနေပြီးတော့ကားထုတ်လုပ်တဲ့ကံမဏီကားစက်ရုံပေါ့နော်ဒီ assembly workers တွေပေါ့နော်အဲ့လိုမျိုး blue collar job တွေခေါ်တဲ့နေရာတွေကို Thailand မှာပဲဗိုက်ရိုက်ထားတဲ့ကလေးတွေကဂျပန်မှာခေါ်တဲ့ဂျပန်မှာရှိတဲ့ general workers ခေါ်တဲ့ company နဲ့ချိတ်ဆက်ပြီးတော့သွားမယ်ဆိုရင်သွားလို့ရတယ်ဥပမာအဲ့လိုမှမဟုတ်ဘဲနဲ့ Europe မှာFinland မှာ Ireland မှာပေါ့နော် Netherlands မှာရှိတဲ့ manufacturing company တွေက production company တွေက general labor တွေခေါ်ရဲဆိုရင်လေဒီဘက်မှာဗရိုက်ထားတဲ့သူတွေကဟိုဘက်ကလူတွေနဲ့ပြန် join ပြီးသွားလို့ရပါတယ်သို့တော်လည်းကိုတယောက်တည်းကထူးခြားပြီးတော့ထူးချွန်ပြီးတယောက်တည်းတည်တဲ့အလုပ်သွားလျှောက်တယ်ဆိုရင်မလွယ်လာပါဘူးသူတို့ကအဲ့ဒီ process တွေကိုမလုပ်ပေးချင်ပါဘူးဒါကြောင့်မို့တတိယလူကြားခံထားပြီးတော့မှပဲအစုလိုက်အဖွဲလိုက် agency နဲ့ခေါ်ကြတယ်ပေါ့နော်အဲ့တော့ဗရိုက်ထားတဲ့ပုံကူများကဒီတခြားတတိယနိုင်ငံကိုသွားမယ်ဆိုရင် general workers ပေါ့နော်နောက် blue collar job နဲ့ပဲသွားလို့ရမယ်ပြီးသွားပြီဆိုလို့ရှိရင်သူတို့ကagency တွေကိုတော့တေချာလေးလေ့လာဆုံးဖြတ်ဖို့လေ့လာဖို့လိုအပ်တယ်တကယ်ကိုအမှန်ကန်လား scam လားဆိုတာလေ့လာဖို့လိုအပ်တယ်review အများကြီးဖက်အရှိမသွားခဲ့တဲ့သူတွေကိုတေချာမေးပြီးတော့မှလုပ်စေချင်ပါတယ်အဲ့တော့ပြောချင်တာက blue collar job တွေကသွားလို့ရတယ်သို့တော်လည်း blue collar job တွေ blue collar job နဲ့ပဲသွားလို့အဆင်ပြေမယ် education visa နဲ့သွားဖို့မလွယ်တာဘူး visit visa နဲ့သွားဖို့မလွယ်လာပါဘူးဒါကြောင့်မလို့ education visa နဲ့သွားချင်တဲ့သူတွေကဘဲရိုက်ဖို့မစင်စားကြပါနဲ့လို့ကျွန်မတရားနေပေါ်တိုက်တွန်းချင်ပါတယ် ED visa နဲ့နေတာပို့အဆင်ပြေပါလိမ့်မယ်လို့ယူဆတယ်နော်အဲ့ဒါဆိုရင်တော့ကိုကတခြားနိုင်ငံကိုကြောင်းတက်မယ်ဆိုရင်လည်းခုလက်ရှိမှာကကျွန်မဒီမှာ Thailand မှာကြောင်း visa နဲ့နေနေတာမလို့ဆိုပြီးတော့ကျွန်တော်တို့က reasonable ဖြစ်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်ကဂျပန်သွားလဲခြင်းနဲ့ဆိုရင် ED visa နဲ့ဂျပန်သွားလဲလို့ရတယ်ဂျပန်တော့သွားလဲတော့လို့ရတယ်
တိုးတော်လေယူရိုကိုသွားလဲပေါ့မလွယ်လောက် US ကိုသွားလဲဖို့လည်းမလွယ်လောက်အဲ့နိုင်ငံကြီးတွေကိုမှန်မှန်နဲ့တချို့နိုင်ငံတွေကလက်ခံတယ်တချို့နိုင်ငံတွေလက်မခံဘူးပေါ့နော်အခုနောက်ပိုင်းဆိုရင်ဂျပန်က AD visa နဲ့တော့မလို့တိတ်ပြီးတော့အခြေအနေကြည့်သေးတာမျိုးကြီးကြားနေရတယ်ပေါ့နော်အဲ့တော့အလဲပတ်နဲ့သွားမယ်လို့ဆန္ဒရှိတဲ့သူတွေကဘယ်သူတွေပိုကောင်းလဲဆိုရင်ဘယ်လိုမျိုး visa တွေကပိုကောင်းလဲဆိုလို့ရှိရင်ကျမတို့ဒါ white collar job သမားတွေကပိုကောင်းတယ်လို့ပြောလို့ရတယ်။မှာ Thailand မှာရုံးတွေမှာအယုံတွေအစုဖွဲ့ပေါ့နော်ရုံးတွေလိုနေရာတွေမှာအလုပ်တစ်ခုနဲ့သူဒီဟိုပေါ့နော်ဒီ white collar job နဲ့ဆိုကြတဲ့ကဒီယာတူတစ်ခုနဲ့ပေါ့နော်ယာတူတစ်ခုနဲ့အလုပ်ရှိနေတဲ့သူတွေအခြေတခြားဖြစ်နေတဲ့သူတွေကအလဲပတ်သွားမယ်ဆိုရင်အဆင်ပြေလောက်တယ်။ဒါဆိုလို့ရှိရင် DTV visa တွေကလည်းမလွယ်ဘူးလားဆိုရတယ်ခုနကဘက်ရိုက်တဲ့ဟာတွေထက်ပေါ့နော်ဘက်ရိုက်တဲ့သူတွေထက်တော့ပိုတာတယ်လို့ပြောလို့ရတယ်နော်DTV visa ကလေDTV visa ကကြောက်တော့ပါလဲဆိုရင်သူက freelance visa ဖြစ်တာမလို့သူက6လတခါတော့ပြင်ထွက်နေရတာမလို့သွားလို့ရတယ်ပေါ့နော်သွားလို့ရတယ်အခုလိုမျိုးနိုင်ငံကြီးတွေဖြစ်တဲ့ EU country တွေပါသွားဖို့ဆိုတာကတော့ကိုကဘယ်လိုမျိုး freelancer လဲဆိုတာကိုသူတို့ပြန်ပြီးတခြားပြောပြရင်ရှင်းပြနိုင်ရလောက်မယ်ကိုယ့် portfolio ရဲ့ blog တွေရှိနေတယ်လေပေါ့နော်ကိုယ့်ရဲ့ project တွေကိုတင်ပြနိုင်တာမျိုးတွေပေါ့နော်ကိုယ့်ရဲ့ဝင်ငွေတွေဘယ်လောက်ရှိလဲဆိုတဲ့အကြောင်းတွေပြောပြနိုင်မယ်ဆိုလို့ရှိရင်ရနိုင်ပါတယ်လို့ကျွန်မကအထင်ပေးချင်ပါတယ်အဲ့တော့ED visa သမားတွေကတခြားနိုင်ငံကိုကျောင်းသားနဲ့သွားမယ်ဆိုတဲ့သမားတွေကတော့ ED visa အကောင်းဆုံးလို့ပြောပြရစီတခြားနိုင်ငံကိုအလဲပတ်သွားချင်တဲ့သူတွေတက်ကတော့ DTV visa တို့ခုနက white collar job visa ပေါ့နော်နန်နိုဗီဇာထင်တယ်ကျွန်တော်အဲ့ဒါသိမကဲပဲပေါ့နော်အဲ့ဒီ company တစ်ခုမှလုပ်လို့နေတဲ့သူမျိုးတွေဒါမှမဟုတ် company ပိုင်ရှင်တွေအဲ့ဒီသူတွေအတွက်ကတော့အဆင်ပြေပါတယ်ဘက်ရိုက်ထားတဲ့သူတွေအတွက်ကတော့ blue collar job to blue collar job transfer လုပ်တာပိုကောင်းပါတယ်အဲ့တော့ဒါဆိုသိပြီပေါ့နော်အဲ့တော့ ED visa နဲ့ပတ်သက်တာဆွေးနွေးချင်နေဆိုရင်ကျွန်မကိုစုံစမ်းလို့ရပါတယ်ရှင်ကျွန်တော်တို့ ED visa နဲ့ပတ်သက်တဲ့ service လေးလုပ်ပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့တော့ကြောက်ပါပဲရှင်